မြန်မာနိုင်ငံမှာစီးကြောက်တဲ့ခြင်းဝေဒနာကိုရင်ဆိုင်ရတဲ့အခါမှာလူနာတော်တော်များများမြမရွာဆေးဝါးတွေနဲ့သမားတော်ကြီးတွေရဲ့ဆေးဘက်ဝင်အပင်တွေကဒီစီလန်းကြောင်းအကြောက်တွေကိုခြေဖြတ်ပေးနိုင်တယ်ဆိုပြီးတော့အများစုကယုံကြည်ကြပါတယ်အဲ့လိုယုံကြည်မှုတွေကကျွန်တော်တို့ဆရာဝန်မဖြစ်ခင်တည်းကစီနီပေါင်းစုံနဲ့အမျိုးစုံကိုရှိခဲ့တာပါလက်လုံးမှာလည်းဒီလိုကြောက်ပျော်စေးတွေကိုလူမှုကွန်ရက်တွေပေါ်မှာလူတော်တော်များများကပြန်လဲဖြန့်ဝေနေကြတာကိုတွေ့ရတဲ့အတွက်ကျွန်တော်ဒီချက်တွေကိုပြောပြဖို့ဖြစ်လာတာပါတကယ်တမ်းပြောရရင်တော့လက်တွေ့သိပ္ပံနည်းကျဆေးပညာမှာဘယ်ကြောက်ပျော်စေးကိုမှသိပ္ပံနည်းကျသက်သေပြနိုင်ခြင်းမရှိပါဘူးအရှိမြန်မာနိုင်ငံဈေးကွက်ထဲမှာရှိတဲ့သေဥတစ်ဖူတွေကနေထုတ်ထားတဲ့ဆိုတဲ့ဆေးတွေဟာစီးကြောက်တဲ့ခြင်းကြောင့်ဖြစ်တဲ့မီတာဖြစ်တာနဲ့တချို့ဝေဒနာလေးတွေကိုသက်သာစေပြီးစီလန်းကြောင်းကျန်းမာရေးကိုအထောက်အကူဖြစ်နိုင်ပေမဲ့အရွယ်စားကြီးမားတဲ့စီလန်းကြောင်းတစ်လျှောက်ကကြောက်တွေကိုတိုက်ရိုက်ချိပြနိုင်တယ်ဆိုတဲ့သိပ္ပံနည်းကျထောက်ထားမရှိပါဘူးအဲ့ဒီနေရာမှာထည့်သွင်းစဉ်းစားဖို့လိုတာကတော့စီးကြောက်ရဲ့အရွယ်စားပဲဖြစ်ပါတယ်9မီလီမီတာလောက်သာအရွယ်ရှိတဲ့ကြောက်ကလေးတွေဟာတင့်တော်တဲ့တောက်ဆေးထိုးဆေးတွေအပြင်တစ်ရက်ကိုရေ3လီတာလောက်တောက်ရုံနဲ့အချိန်တစ်ခုမှာအပြင်ဘက်ကိုထွက်ကြလာနိုင်ပါတယ်အကယ်၍များစနစ်တကျကုသမှုခံယူနေပါလျက်နဲ့နှစ်ပတ်တွင်ကြလာဘူးယောဂလက္ခဏာတွေကလည်းရော့မသွားဘူးဆိုရင်တော့ဒီကြောက်ကလေးထွက်သွားဖို့တခြားနည်းလမ်းတွေနဲ့ပြောင်းလဲကုသဖို့လိုအပ်လာပြီလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဒီလိုဆေးမီတို့တွေကိုအားကိုးရင်းနဲ့အချိန်ဆွဲနေတဲ့အတွက်ကြောက်ကပ်မှာကြောက်တွေပိတ်ဆို့ပြီးကြောက်ကပ်ပျက်စီးသွားတဲ့လူနာတွေလည်းကျွန်တော်တို့လက်ရှိမှာအများပြားတွေ့ရပါတယ်အဲဒီလိုယောဂရင်းမှာဆေးရုံကိုရောက်လာတဲ့အချိန်မှာတော့တချို့ရဲ့ကြောက်ကပ်တွေဟာမဖြစ်တင်မဲ့ပျက်စီးကုန်ကြပြီးတော့ကြောက်ကပ်စီးရတဲ့အဆင့်ကနေပြီးတော့နောက်ဆုံးကြောက်ကပ်အစားထိုးဖို့လိုအပ်လာတဲ့အနေအထားတွေရောက်ကုန်ကြတာကိုစိတ်မကောင်းစွာပဲတွေ့ရပါတယ်အဲ့တော့ခင်မီစီးပညာအရဆေးကြောက်တွေဟာမျိုးစားမျိုးမျိုးရှိပြီးတော့အရွယ်စားပိတ်ဆို့တဲ့နေရာမတူညီတာကြောင့်ကုသမှုတွေကလည်းတိတိတသားပဲကွာခြားပါတယ်အများအားဖြင့်တွေ့ရတဲ့ကြောက်မျိုးစားတွေအထူးသဖြင့်ရွယ်စားကြီးတဲ့ကြောက်တွေအတွက်ရိုးရာဆေးဘက်ဝင်အပင်တွေနဲ့အဲ့ဒီကြောက်တွေပျော်သွားနိုင်တယ်ဆိုတာကိုထောက်ခံတဲ့သိပ္ပံနည်းကျသုတေသနကဘာမှမရှိသေးပါဘူးရိုးရာဒလေးထုံးနှန်းနေနဲ့တိုင်းဆေးပညာတွေကိုနားလည်ပေမဲ့ကြောက်ပျော်ဖို့တက်တည်မပြနိုင်သေးတဲ့နီလန်းတွေကိုအားကိုးခြင်းကတကယ်ပိတ်ဆို့နေတဲ့ကြောက်ကိုအချိန်မီဖယ်ရှားကုသဖို့နှောင့်နှေးစေနိုင်ပါတယ်အဲဒီလိုနောက်ကျတာကနာကျင်မှုတွေပိုများလာမယ်ကြောက်ပိတ်တာကြောင့်ကြောက်ကမှာပိုးဝင်ပြီးပြည်တယ်မယ်ဒါမှမဟုတ်ကြောက်ကပျက်စီးခြင်းတွေကိုဖြစ်စေပြီးတော့အသက်အန္တရာယ်ကိုအများကြီးထိခိုက်နိုင်ပါတယ်အဲ့တော့စီးကြောက်တဲ့ယောဂါကိုအကောင်းဆုံးနဲ့ဘေးကင်းဆုံးကုသဖို့အတွက်အရေးချင်းပြည့်မီတဲ့ကြောက်ကနဲ့စီလန်းချောင်းခွဲစိတ်ဆရာဝန်ကြီးတွေနဲ့တိကျတဲ့ယောဂါရှာဖွေမှုတွေပြုလုပ်ဖို့အရေးကြီးပါတယ်အသင်းရဲ့တန်ဖိုးရှိတဲ့ကြောက်ကလေးနှလုံးကိုကောင်းနိုးရာဆေးမီတို့တွေနဲ့အချိန်ဆွဲပြီးတော့မဖျက်ဆီးကြပါနဲ့လို့ပဲကျွန်တော်တိုက်တွန်းလိုက်ရပါတယ်ကြောက်ကနေစီလန်းချောင်းခွဲစိတ်ယောဂါတွေကိုအခမဲ့တိုင်ပင်ဆွေးနွေးနေဆိုရင်တော့ comment မှာရေးခဲ့လို့ရတယ်လို့ကျွန်တော်ကိုဒါရဲ့ message ပို့ပြီးတော့လည်းအချိန်မရွေးမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်